ဟုတ်လားမခိုးဆိုတာသီလသာသနာဒီလိုမခေါ်တာပါသီလသာသနာမဒီတဲ့ပုဂ္ဂိုလ်ခိုးသလားမခိုးဘူးလားခိုးတယ်သီလသာသနာမဒီလို့ခိုးတာဟုတ်တယ်မလားကဲဘုံဘုံသမီးကခိုးမလားမခိုးမလားပြောမခိုးအေးဒါဆိုကောင်းကောင်းအိပ်ရမှာညသမီးသာခိုးရင်ဘုန်းကြီးထိုင်းနေရမှာဒါပဲလောကကြီးမငြိမ်းချမ်းဆိုသီလသာသနာမဒီလို့လေဘုရားရှင်အဆုံးအမသာသနာမဒီလို့လောကကြီးကမငြိမ်းချမ်းတာဘုရားရှင်အဆုံးအမသာသနာလောကကြီးအတွက်ငြိမ်းချမ်းဖို့လောကကြီးအတွက်ချမ်းသာဖို့ဟုတ်သလားမဟုတ်ဘူးလားသီလသာသနာတည်လိုက်ရင်ကိုလောကကြီးကငြိမ်းချမ်းပါတယ်ဒီနေ့စားစရာမရှိလို့ဆင်းရဲတဲ့ပုဂ္ဂိုလ်နဲ့သာသနာမတည်လို့ဆင်းရဲတဲ့ပုဂ္ဂိုလ်ကပိုးများတာဟုတ်သလားမဟုတ်ဘူးလားဒါမှမဟုတ်သာသနာကြီးကလူလောကအလုံးအတွက်သာသနာလိုအပ်တယ်နော်လောကကြီးမငြိမ်းချမ်းဆိုသာသနာမတည်လို့လေခုလိန်ညာနေကြတာလေမုဒ္ဒဝါဒသာသနာမတည်ဘူးလေအရက်သေးစားတောက်စားနေကြတယ်လေသီလသာသနာမတည်လို့ပေါ့ဟုတ်တယ်မဟုတ်လားတခါကြီးတို့ကသီလသာသနာတည်တယ်ဆိုတော့ကတတ်ဆိုတော့မတတ်ဘူးခိုးဆိုတော့မခိုးလိန်ပြောင်ပြောဘူးဘာကြောင့်သာသနာတည်တယ်သာသနာမတည်တဲ့ပုဂ္ဂိုလ်တွေကလောကကိုဖျက်နေတဲ့ပုဂ္ဂိုလ်လောကကိုဖျက်နေတဲ့ပုဂ္ဂိုလ်တွေကသာသနာမရှိတဲ့ပုဂ္ဂိုလ်တွေပြောပါမရှိတဲ့ပုဂ္ဂိုလ်သာသနာမရှိရင်လောကကြီးပြတ်မယ်ဒါပဲလောကကြီးမပြတ်ဖို့သာသနာလိုတယ်ဒါကြောင့်သာသနာကိုအားပေးမယ်ဒါပဲဘုန်းကြီးပြောတာရှင်းလားနားလည်လားအဲဆိုရင်တခါတို့ဒီမှာတို့လူရတန်းကြတာဘယ်အတွက်သာသနာတော်အတွက်အလူခန္ဓာဘယ်အတွက်သာသနာတော်ကြီးကဘယ်အတွက်လောကကြီးအတွက်တခါတို့အတွက်လည်းသာသနာလိုတယ်ဘုန်းကြီးအတွက်လည်းဘာလို့တော့သာသနာလိုတယ်အခုသာသနာတည်တော့ဘုန်းကြီးကြီးညိုစရာကောင်းတခါတို့လည်းသာသနာတည်တော့ငြိမ်းချမ်း